မင်္ဂလာပါရှင်။ပြီးသွားတဲ့ရက်ပိုင်းကဆိုရှယ်မီဒီယာပေါ်မှာအဖွားကို93နှစ်အရွယ်ရဲတွေကအတင်းအကျပ်ဝိုင်းဝန်းဖမ်းဆီးထားတဲ့ဗီဒီယိုတစ်ခုကအရောက်မှာပြန့်နှံ့နေတယ်။ဒီအဖွားကဒါအသက်ကလည်းကြီးနေပြီပေါ့နော်။ဘာမှလုံနိုင်ကိုင်နိုင်တော့တဲ့အရွယ်ဘာမှလည်းပြန်ပြီးတော့ပြန်လုံနိုင်တော့တဲ့အရွယ်မဟုတ်တဲ့အဖွားအိုတယောက်ဒါရဲတွေကပေါ့နော်။ရက်ရက်ဆက်ဆက်ဒါဝိုင်းဝန်းပြီးတော့သူတို့ဖမ်းဆီးပြီးတော့လက်ထိတ်ခတ်တာ။ဒီလိုမျိုးခတ်တဲ့အပေါ်မှာဒါကြည့်ကြတယ်ပေါ့နော်ဆိုရှယ်မီဒီယာပေါ်ကကြည့်နေကြတဲ့သူတွေရောလူအများအရင်ကိုပေါ့နော်ဒါရှုပ်ချပြီးတော့ဝေဖန်ထားတာတွေတွေ့ရတယ်။အခုဒီအဖွားကိုဘာကြောင့်သူတို့တွေကဒီလိုမျိုးဆက်ဆံရတယ်ဒီလိုမျိုးအဖွားကိုဖမ်းတာလဲဆိုတဲ့အကြောင်းဒီနေ့ပြန်ပြန်လေးပြီးတော့မျှဝေပေးပါမယ်ရှင်။ဖြစ်စဉ်အမှန်ကဒီအဖွားအိုကသူနေတဲ့အဆောင်ပေါ့နော်သူနေတဲ့အခန်းကလကမပေးနိုင်လကမပေးတဲ့အတွက်ကြောင့်မလို့ပေါ့ဒီအခန်းပိုင်ရှင်တွေကဒါရဲတိုင်ပြီးတော့ဒီအဖွားကိုသူတို့ကအခန်းကနေပြီးတော့ပြန်ထွက်ပြီးတော့တခြားနေရာမှာပြောင်းနေဖို့အဖွားအိုပြောတယ်အဖွားကလည်းအသက်ကလည်းကြီးနေဒီမှာသူနေလာတယ်နှစ်တည်းကလည်းကြာနေပြီဆိုတော့ဒီနေရာသူအယောင်တန်ရိုးစိတ်ရှိတယ်သူကတည်ရဲ့ထိတောင်မှာပေါ့နော်ဒီနေရာမှာလည်းသူကတည်သွားမယ်ခေါင်းချမယ်သူကအဖွားတန်လေးထန်ချထားတဲ့နေရာအဲ့နေရာနေပေါ့နော်ဒါအဖွားအိုတခြားနေရာမှာသွားနေဖို့ပြောရဲဆိုတော့အဖွားလက်မခံဘူးသူမသွားချင်ဘူးသွားလည်းမသွားနိုင်သူ့ကိုတော့ခေါ်ပြီးတော့မရပြီးတော့ရှီပြီးတော့သွားပါပဲသူကသွားမလို့တော့အဲ့လောက်ထိအဖွားပြောထားတာအဲ့ဒါကိုအဖွားကိုပေါ့နော်သူတွေကပတ်သက်မပေးလို့အခန်းလာကမပေးလို့ဆိုပြီးတော့အဖွားကဒါရိမ့်နေတော့ဖမ်းဆီးပြီးတော့ဒါအခုဗီဒီယိုထဲမှာမြင်နေကြတဲ့အတိုင်းပဲဒါဖမ်းဆီးရတာပါနော်ဒါတော်တော်ကြီးမှတကြံတန်းနဲ့ပေါ့နော်ဒါဖမ်းဆီးသွားကြတာလက်ထိတ်တွေခတ်သွားတယ်ဒါအဖွားအသက်93နှစ်အရွယ်ရှိနေပြီနော်ဒီအသက်အရွယ်ဒီလိုမျိုးဖမ်းဆီးသွားတာဆိုတော့ဒါစဉ်းစားကြည့်ကြအောင်အခုကြည့်နေတဲ့သူတွေတည်းပေါ့နော်ကိုယ်မှာလည်းအဖိုးဖွားတွေရှိမှာပဲเนาะနောက်တစ်ချိန်ကြလို့ရှိရင်ဇင်တို့တွေရောအခုကြည့်နေကြတဲ့သူတွေအားလုံးကတစ်ချိန်ကျရင်အသက်တွေကြီးလာမှာပဲအဲ့အချိန်ကြလို့ရှိရင်ကိုယ်တွေပေါ့เนาะတခြားလူတစ်ယောက်ကအဲ့အချိန်မှာဆိုအသက်ကြီးနေတဲ့အချိန်ဆိုရင်အင်အားနည်းနေအားလည်းနည်းနေတယ်ဘယ်သူမှဘာမှခိုကိုးရရှိနေတဲ့အချိန်တွေမဟုတ်တော့ဘူးအဲ့လိုအချိန်မှာဆိုဒီလိုမျိုးအင်အားရှိတဲ့သူကအာဏာရှိတဲ့လူတယောက်ကဒီလိုမျိုးလာပြီးတော့ပေါ့နော်ရက်ရက်ဆက်ဆက်လုပ်တယ်ဆိုတော့ဒါလူမှုဖွဲ့စည်းမှဒီလိုဖြစ်ကိုပေါ့နော်အရင်ကလက်မခံချင်စရာတခုပဲအခုကြည့်နေကြတဲ့သူရောဒီအဖြစ်ပြက်ပေါ့နော်ဒီလိုမျိုးမြင်ခွင့်မျိုးဘယ်လိုမျိုးမြင်နေကိုယ့်ရဲ့ထင်မြင်စချက်တွေလည်းပြောပြပေးကြပါချင်းအခုလက်ရှိရှိနေမှာပေါ့နော်ဒီအဖောက်ဒါသူတို့ရဖန်ဆီးထားတယ်လက်ထိတ်ခတ်ပြီးတော့ဖန်ဆီးထားတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့အခုလူမှုကွန်ရက်မှာအရောက်ပြန့်နှံ့လာတော့အသက်ကြီးတွေစောက်ရှောက်ပြီးတဲ့ဂေဟာတခုအသက်ကြီးတွေစောက်ရှောက်ပြီးတဲ့အဖွဲ့အစည်းတခုอ่ะဗောနော်အဖောက်ခေါ်ယူပြီးတော့ပြန်လိုက်ပြီးတော့အဖောက်ထင်းစောက်ရှောက်ထားပြီးတော့ပြန်ကြည့်ရှုစောက်ရှောက်နေဆိုတော့သတင်းကြီးတွေမှာနောက်ဆုံးညတော့ပြောထားတာတွေ့ရတယ်ဒါကြောင့်မို့လို့ဇင်တို့တွေအားလုံးကလူသားချင်းစာနာရှင်းဆိုတာငွေကြေးတွေပေးကမ်းနေမှာမဟုတ်ဘူးတယောက်နဲ့တယောက်နားလည်မှုရှိတယောက်ရဲ့အခက်အခဲတွေတယောက်ကြောက်ရွံ့နေတာတွေဒါနားလည်ပြီးရှင်းရတယ်ပေါ့နော်တို့တွေလူသားချင်းစာနာရှင်းတစ်ခုပဲနောက်အနာဂတ်မှာဥပဒေနဲ့မြတ်တာတရားကပေါ့နော်လက်တွဲသွားနိုင်တဲ့ကဘာကြီးတစ်ခုဖြစ်ပါစေဆိုပြီးတော့အားလုံးပဲဆုတောင်းပေးကြပါစို့ရှင်နောက်ထပ်ဗီဒီယိုလေးဒီမှာထပ်ပြီးပြကြပါမယ်ကျေးဇူးတင်ပါတယ်ရှင်